အားလုံးပဲမင်္ဂလာပါ idea ဖုန်းကနေကြိုဆိုပါရစေကျွန်တော်ကိုချောထင်ပါကျွန်တော်ဒီနေ့မှာကျွန်တော်မိတ်ဆွေတွေကိုပုံမြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ်ပုံမြင်ဆိုလို့ကလေးကလာမဟုတ်ပါဘူးကျွန်တော်နေ့စဉ်ဖြတ်တန်းနေရတဲ့ဘဝအမှန်တရားနဲ့ကြုံတွေ့နေရတဲ့လူတွေရဲ့အကြောင်းပါဟုတ်ပါတယ်ကျွန်တော်ပတ်ဝန်းကျင်မှာလူ၃မျိုး၃စားရှိပါတယ်ပထမတစ်မျိုးကတော့ကြက်ဥနဲ့တူတဲ့လူတွေပါဒုတိယတစ်မျိုးကတော့မုံလွာဥနဲ့တူတဲ့လူတွေဖြစ်ပြီးတော့တတိယတစ်မျိုးကတော့ကော်ဖီနဲ့တူတဲ့လူတွေရဲ့အကြောင်းပါနားရှုံမသွားပါနဲ့ကျွန်တော်တေချာဗီဒီယိုနဲ့ရှင်းပြပါမယ်ကျွန်တော်ဗီဒီယိုကိုအဆုံးထိအောင်ကြည့်ပြီးတော့ကိုတိုင်ရောဘယ်လိုလူမျိုးလဲဆိုတာကိုလေ့လာကြည့်လို့ရပါတယ်။ Okay ကျွန်တော်ပထမအမျိုးအစားဖြစ်တဲ့ကျဲဥနဲ့တူတဲ့လူတွေအကြောင်းပြောပြပါမယ်။အားလုံးသိတဲ့အတိုင်းပဲကျဲဥဆိုတာထိကြိုက်လွယ်တယ်၊နှုညံ့တယ်၊ပြုတ်ကျရင်ကွဲလွယ်တယ်။စိတ်ထားအရန်နှုညံ့ပြီးဆက်ဆက်တိမခံတဲ့လူစားမျိုးတွေပေါ့။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာအဲ့လိုလူတွေကဘဝထဲမှာလက်တွေ့စူးစမ်းကြည့်တဲ့အခါအခက်ခဲတွေအဆင်ပြေမှုတွေစိန်ခေါ်မှုတွေနဲ့တူတဲ့လောကရန်ရည်ပူနဲ့တွေ့ရတဲ့အခါကျဲဥကိုရေပူတဲ့ထက်ပြုတ်လိုက်သလိုမျိုးပဲပို့ပြီးတော့မှမာရီကြောရီဖြစ်လာတယ်ဒူဘီတန်မီဖြစ်လာတယ်ပို့ပြီးတော့တန်မာလာတဲ့လူစားမျိုးတွေပါကျွန်တော်ပတ်ဝန်းကျင်မှာအခက်ခဲတွေတွေ့ရင်ပိုအောင်မြင်လာတဲ့အခက်ခဲတွေနဲ့တွေ့မှပိုတိုးတက်လာတဲ့သူမျိုးတွေတွေ့ဘူးကြပါလိမ့်မယ်ကျဲဥနဲ့တူတဲ့လူစားမျိုးတွေပါဒုတိယလူတစ်မျိုးကတော့မုံလွာဥနဲ့တူတဲ့လူမျိုးစားဖြစ်ပါတယ်သူကတော့ကျဲဥနဲ့တူတဲ့လူမျိုးစားဆန့်ကျင်ဘက်ပါမုံလွာဥရဲ့ပင်ကိုတဘာဝကမာရီကြောရည်ရှိတယ်လူရဲကင်ရည်ရှိတယ်ကိုယုံကြည်မှုပြည့်ရှိတယ်ဒါပေမဲ့လက်တွေ့ဘဝထဲမှာစူးစမ်းကြည့်တဲ့အခါအခက်ခဲတွေအဆင်မပြေမှုတွေကြာရှုံးမှုလောကရန်ရေပူနဲ့တွေ့လိုက်တဲ့အခါမုံလွာဥကိုရေပူတဲ့ထဲပြုတ်လိုက်တယ်လို့မျိုးပဲလွယ်ကူနဲ့အရှုံးပေးပြော့ညံ့ပြီးတော့အခက်ခဲတဲ့ကိုမခံနိုင်ပဲပျောက်ကွယ်သွားတဲ့လူတွေပေါ့ကျွန်တော်ပေါင်ကျင်မှာအဲ့လိုလူတွေရှိပါတယ်နောက်ဆုံးတတိယတစ်မျိုးကတော့အရန်လေးစားစရာကောင်းတဲ့ကော်ဖီနဲ့တူတဲ့လူစားမျိုးတွေပါရှေ့ကပြောခဲ့တယ်လို့ပဲဘဝအခက်ခဲတွေလောကရန်ရေပူနဲ့တွေ့လိုက်တဲ့အခါမှာဒီလိုလူစားမျိုးတွေကကျတော့အလိုတကူအရှုံးမပေးတဲ့အပြင်သူတို့ပတ်ဝန်းကျင်မှာပါပြောင်းလဲပြစ်နိုင်တဲ့အစွမ်းရှိပါတယ်ခါတိလာပါတယ်ဆိုရဲလောကရန်ရေပူတွေကိုလူတိုင်းကြိုက်တဲ့ကော်ဖီပူတစ်ခွက်ဖြစ်ပြောင်းလဲပြစ်နိုင်မှရှိတဲ့ခေါင်းဆောင်စရိုက်ရှိတဲ့လူတွေဖြစ်ပါတယ်ဟုတ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပါပဲဘဝဆိုတာအများတန်းအေးချမ်းနေပါဘူးအနည်းနဲ့အမြန်ဆိုလို့လောကရန်အပူနဲ့တူတဲ့ခက်ခဲတွေကိုတော့အနေနဲ့များတွေးကြုံရမှာသိကြပါပဲအဲ့လိုတွေးကြုံတဲ့အခါအဓိကကြတဲ့အချက်ကကျဲဥလိုတန်မာတဲ့သူဖြစ်ထွက်လာမလားမုံလွာဥလိုပဲပျော့ညံ့အရှုံးပေးတတ်တဲ့သူလားကော်ဖီမုန့်လိုမိမိပေါင်ညစ်တစ်ခုလုံးမှာပြောင်းလဲနိုင်တဲ့ခက်ခဲကိုအခွင့်အလမ်းဖြစ်အသုံးချနိုင်တဲ့သူလားဆိုတာကတော့ခုကြည့်နေတဲ့တယောက်ချင်းစီရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်ပါတယ်ကျိုးတစုံစားရှိမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်